မင်္ဂလာပါရှယ်သီရှင်ကြီးကိုများအားလုံးမင်္ဂလာပါဗျာမြို့ပါပြည်သူများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တို့ဒီမနေ့ခင်ရှယ်စီသတင်းတွေကိုကျွန်တော်ညီတို့နဲ့အတူတူတိုင်ပင်ဆွေးနွေးသွားတော့မှာဖြစ်ပါတယ်ဆိုတော့ပထမသတင်းတစ်ပုတ်အနေနဲ့ကတော့ကျွန်တော်တို့ဒီသတင်းကအရင်အမြက်ကတော့ကြားခဲ့ပြီဗျာဟိုကမ္ဘာဖလားပွဲစဉ်တွေတုန်းကပဲကမ္ဘာဖလားကန်နေနဲ့ကိုဒီသတင်းတွေကထွက်နေတာဒါပေမဲ့အတီးမပြုတ်သေးတာပဲရှိတယ်ဗျာအဲ့ဒါကတော့ကျွန်တော်တို့ရဲ့ဒီအာဂျင်တီးနားကွင်းလယ်ကစားသမားရှယ်စီရဲ့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့အန်ဆိုဖာနာဒက်စ်နဲ့ပတ်သက်တဲ့သတင်းဖြစ်တယ်သူကဒီကမ္ဘာဖလားပွဲစဉ်တုန်းကပဲဒီအသင်းလေးနဲ့ပတ်သက်ပြီးတော့မက်ထရမာနေရှင်နာတို့ဘာလို့ညာတော့အဲ့လိုပြောရတဲ့ကြောင့်မို့လို့ဒီ Chelsea ဖန်နေနဲ့လည်းအနေငယ်ညှိဖောင်းပြခဲ့ရတယ်ရှိတယ်ဒီအထက်မှာသူကဘာဖြစ်လို့ဒီလိုတွေဖြစ်သွားရလဲဆိုတော့ဒီအသင်းကိုတော်တော်လေးရှစ်တဲ့ကစားသမားဗျာခုနကဆိုရင်ဟိုရာသီတုန်းကဆိုရင်မာယူနဲ့ကန်ရင်လေသူ Chelsea အသင်းကအတူတူတပူးတွေနေခဲ့တဲ့မေဆင်မောက်တို့ဘာလို့နေတော့မှသူကရှင်းပြီးတော့ဖျဲခဲ့တာဗျအဲ့လိုကစားသမားဒါပေမဲ့အခုဒီလိုဘာလို့ဖြစ်သွားရလဲဆိုတော့ဒီ Chelsea ကိုအသက်ရောက်လာတဲ့ဂျာအိုပက်ထရိုတို့ဒီကိုင်စီရိုတို့နဲ့လာဇာရှင်းဒီအနေငယ်ကွာမှုရှိသွားတယ်ဗျာဂျာအိုပက်ထရိုတို့ကိုင်စီရိုတို့ကကြတော့ဒီပေါင်2သိန်းလောက်ထိရတယ်ပေါ့နော်သူကပေါင်3သိန်း8တောင်း3သိန်း9တောင်းလောက်ပဲရတဲ့ခါမျိုးမှာသူကလာဇာ level တောင်းတယ်တို့မဟုတ်ပို့ပြီးတော့တောင်းတယ်သူ့ရဲ့အခန်းကဏ္ဍကပို့ပြီးတော့အရေးကြီးတယ်ဆိုပြီးတော့ရတဲ့နဲ့ဆိုပြီးတော့ agent နဲ့ Chelsea ရဲ့ဒီတောင်းရှိသူထားမှာသူကတိုင်မင်းတဲ့ခါမှာဒီတပုတ်တူညီမှုမရခဲ့ဘူးပေါ့အဲ့ဒီကနေပြီးစပြီးတော့အနေငယ်ဒီဖောင်းဖြစ်လာတာပေါ့လေအဲ့ဒါကတော့သူတို့ရဲ့ဒီပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးတော့ဖြစ်လာတဲ့အရေးအမြစ်ကိုကျွန်တော်ပြောပြတာသူကဒီ Chelsea အသင်းနဲ့ Chelsea အသင်းကိုရောက်ကြရပဲနှစ်ရှည်စားချုပ်ချုပ်ထားတာဗျာအခုဆိုရင် तू ကရှောက်နှစ်တောင်းမှစားချုပ်ကြမ်းသေးတယ်ဗျာဒီအချိန်မျိုးမှာဒီလိုမျိုးအပြောင်း transfer ကိစ္စတွေဖြစ်လာတာကတော့ကျွန်တော်တို့လည်းမထင်ထားဘူးဒါပေမဲ့အခုလက်ရှိတက်နေတဲ့ up to date သတင်းအရာဆိုရင်တော့ဒီ Ansu Fati ကဒီအသင်းရဲ့ကမ်းလှမ်းမှုတွေကို तू ကဖွင့်ထားတယ်ဗျာသူ့ရဲ့ agent ကနေပြီးတော့အခုဆိုရင် Man City ကနေပြီးတော့သူ့ရဲ့ကစားသမားတွေကိုလည်းရောက်ထုတ်တယ်ကွင်းလေကစားသမားတွေလိုကစားသမားတွေခေါ်ယူလိုနေတဲ့အရေးထဲမှာ Ansu Fati လိုဒီကမ္ဘာအဆင့်ကစားသမားမျိုးကိုလည်း तू ကစိတ်ဝင်စားနေတယ်အဲကြောင့် Chelsea အသင်းကလည်း Ansu Fati ကိုထွက်ဖို့အတွက်ဒီလမ်းကြောင်းကဖွင့်ပေးထားပြီးသားသူတို့လိုရှင်နဲ့အပြောင်းအရွှေ့ကြေးပေါင်တန်း120လောက်ရရင်တော့သူတို့ကAnsu Fati ကိုထွက်ခွင့်ပေးထားတယ်။ဒါကြောင့်ဒီအပြောင်းအရွှေ့ကမိုက်စီတီကတကယ်လိုလာတာရှိခဲ့ရင်တော့ဟီယာဝီကိုဖြစ်သွားနိုင်ပါတယ်။ဆိုတော့အဲ့ဒါ Ansu Fati ရဲ့သတင်းမှာနောက်သတင်းတစ်ပုဒ်ကတော့ကျွန်တော်တို့ရဲ့ဒီအာဂျင်တီးနာဂိုးသမားကြီးဖြစ်တဲ့ဒီမာတီနက်စ်ပေါ့လေအစတွန်ဗီလာဂိုးသမားမာတီနက်ကရှယ်စီကိုပြောင်းမှုအတွက်သတင်းတွေအနေနဲ့ထွက်နေတယ်ရှယ်စီအသင်းကပေါင်း18တန်းနဲ့ကမ်းလှမ်းတာကိုဒီအစတိုဗီလာအသင်းကလက်ခံထားရလို့ဆိုတယ်ကစားသမားနဲ့တဘောတူညီမှုရပြီရင်တော့ရှယ်စီကိုရောက်လာဖို့90%သေချာပါတယ်ဆိုတော့ဒီသတင်းနှစ်ပုဒ်ကတော့ဒီနေ့မနေ့ကup to date သတင်းတွေဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ